ပေးခဲ့တာလေကွာ6နိုင်တဲ့ဒီလေးနဲ့ချက်ပေးခဲ့တာလေအဲ့ဒါလေးတော့မှသမီးနဲ့ကိုယ်ပိုင်ကောင်းတဲ့နေတာဆန်းစားကတည်းကရောက်နေဟုတ်စားကစားရောက်နေတာပဲနော်ကိုရီးယားဆိုင်ရကူလာချီရတယ်ကျမတို့ကိုရီးယားဆိုင်ရကွာလက်စမီတာဟမ်ခိုင်းရတယ်ဆိုတော့ပြောတာငွေကပြန်လို့တော့ပါလေ